Hello အားလုံးပဲမင်္ဂလာပါရှင် Victoria King Channel မှာကြိုဆိုပါရစေဒီနေ့ကတော့အန်တီခင်ကအိမ်မှာတုပ်ဘူးတုပ်လေးလှုပ်ရှားဖြစ်ပါတယ်ရှင်တုပ်ဘူးကြိုပုံအစင်းစင်းရဲ့တုပ်ဘူးတုပ်ပုံလေးရဲ့ကိုလိုက်ကြည့်ပေးကြပါဦးရှင်တိုဘူးချိုဖို့အတွက်အန်တီခင်ကမွေးပဲအစိမ်းမုံထုတ်ကိုအသုံးပြုထားပါတယ်ရှင်150 gram ရှိပါတယ်ရှင်ဒီခွက်လေးနဲ့တစ်ခွက်ရပါတယ်ရှင်အဲ့ဒီပဲမုတ်တစ်ခွက်ကိုအဲ့ဒီခွက်နဲ့ပဲရင်တစ်ခွက်ထပ်ထည့်ပြီးတော့တေချာလေးသမအောင်မွေပေးလိုက်ပါမယ်ရှင်ဒါကတော့တေချာလေးမွေပြီးတော့ရလာတဲ့အနေထားလေးဖြစ်ပါတယ်ရှင်တိုဘူးကြိုဖို့အတွက်ဒံအိုးတွေကိုခုနပဲမုတ်ချိန်ထားတဲ့ခွက်နဲ့ရေတစ်ခွက်ထည့်ပေးလိုက်ပါမယ်ရှင်အရောင်လှဖို့အတွက်စနွန်းမုံထည့်ပါမယ်အရသာအတွက်ဒက်ရှီမုံရဲ့စားလေးရဲ့ထည့်ပါမယ်ရှင်ပြီးရင်တေချာလေးမွေပေးလိုက်ပါမယ်ရှင်ပွဲစုလာပြီဆိုရင်ခုနကတေချာလေးမွေပေးထားတဲ့ပဲစိမ်းမုံရေကိုထည့်ပေးလိုက်ပါမယ်ရှင်ပါဝင်ပစ္စည်းတွေအားလုံးထည့်ပြီးသွားပြီဆိုရင်ခုလိုအစက်မပြတ်မွေပေးရပါတယ်ရှင်စိတ်ရှိရှိလေးတော့မွေပေးရပါတယ်ရှင်နည်းနည်းလေးကြာလာတဲ့အခါမှာအနေထားလေးကဒီလိုမျိုးလေးဖြစ်လာပါပြီရှင်ထပ်ပြီးတော့ကြိုပေးရပါအောင်မယ်ရှင်မိနစ်20လောက်ကြိုပြီးသွားပြီဆိုရင်ခုလိုအနေထားမျိုးရပါပြီရှင်စီတုပ်ထားတဲ့ဘန်းထဲမှာထည့်ပြီးတော့အေးခံပါမယ်ရှင်တို့ဘူးတုတ်ထဲမှာထည့်မဲ့ပါဝင်ပစ္စည်းတွေဖြစ်ပါတယ်ရှင်ကျက်သွန်ဖြူနီစီကျက်ဖြစ်ပါတယ်ရှင်ငေဝတိကျန်းမုံရဲ့ပဲကျက်မုံရဲ့ငန်းပြားရည်ရဲ့မကြီးရည်ရဲ့ငေဝတိရောင်တင်မုံကိုကြိုထားတာဖြစ်ပါတယ်ရှင်ကျက်သွန်နီကြိုထားတာလေးပါကျက်သွန်အစိမ်းရဲ့နည်းနည်းမင်းတို့ဖြစ်ပါတယ်ရှင်အေးခံထားတဲ့တုပ်ဘူးလည်းရသွားပါပြီရှင်တုပ်ဘူးတုပ်ဖို့အတွက်အရင်ဆုံးတုပ်ဘူးလေးတွေကိုပပလေးတွေလီထားပေးလိုက်ပါမယ်ရှင်တိုဖူးလေးတွေလည်းလေးပြီးပြီဆိုတော့ခုနကပြန့်ထားတဲ့ပါဝင်ပစ္စည်းတွေအားလုံးကိုထည့်ပေးလိုက်ပါမယ်ရှင်ပြီးရင်အရသာတွေစိတ်ဝင်သွားအောင်တေချာလေးနယ်ပေးလိုက်ပါမယ်ရှင်အကြိုက်ချင်းတူမယ်ဆိုရင်လိုက်လှုပ်စားကြည့်ပါနော်အိမ်မှာလှုပ်တဲ့အတွက်တသက်ရှင်းချင်းလဲစားရပါတယ်ရှင်ဝဝလင်းလင်းလဲစားရပါတယ်ရှင်အန်တီခင်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်ကြည့်ရှုသူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်တို့ဘူးကြိုတိုင်းမဖြစ်ဘူးဆိုတဲ့သူတွေအတွက်ဒီနည်းလေးတိုင်းလိုက်လုပ်ကြည့်ပါနော်အဆင်ပြေကြပါစေရှင်